အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ကြောက်စရာနေပြီးတော့ကျွန်တော်တို့20 20 Z grade လေးတစ်စီးနော်Z grade လေးတစ်စီးဆွဲလာခဲ့တယ်နော်ကဲကားလေးကတော့မြင်တဲ့အတိုင်းပဲအဲ့လေဒါတွင်ကန်းလေးပါတော့ရေမစေးလေးနော်ရေမစေးလေးရေမစေးရသေးဘူးဒီမှာလဲရှောက်လန်းပါပါတယ်ကဲကျန်းဆိုမှအကျန်းလေးနော်ဆွဲလာခဲ့ပါပြီလို့နော်ပြန်ရောက်မယ်နော်ဒါလေးကအားလုံးကျေးဇူးအများကြီးတင်ပါတယ်